နေ့တော့ chef ကပီဘာလေးနဲ့အတူတူယူလီနဲ့တူခုနွေးလောက်အောင်သူ့ဟာမြည်လိုက်တဲ့ချိန်ဝါဖလော်လေးစားပါပြီဦးစွာပစ္စည်းတွေယူတယ်ပစ္စည်းတွေကို6တက်ထိတည်ရမှာစိတ်ညစ်စရာကြီးပေါ့ဒါတော့ဝယ်လိုက်တဲ့ပစ္စည်းတွေပါအရင်ဆုံးသားလေးကိုတက်တော့စီးပါမယ်အပြင်တော့ဆင်းနေပါပြီအဲ့ဒါပြီးလို့ရှိရင်ပကံနဲ့တဲ့ချင်းလေးချင်းနဲ့ဝတာလေးနဲ့ချက်သွန်ဖြူခွာတယ်ချက်သွန်ဖြူလေးတော့ဆင်းပါတယ်အပြင်စီယူမယ်ညစီနဲ့ချိန်ပြီးစီထည့်မယ်ဒါမှမဟုတ်စီချက်ပါပြီစီချက်လို့ရှိရင်ချက်သွန်အရင်ကြော်လိုက်ပါမယ်ဒါမှမဟုတ်ဖြစ်ရင်ချက်သွန်စီရပါပြီချက်သွန်စီရပြီးလို့ရှိရင်စီနောက်တစ်ခါထပ်ထည့်ပါမယ်ခုနကနေထားတဲ့ဝတ်သားကိုကြော်လိုက်ပါမယ်စားလေးဖြူတာအပြင်အရသာအတွက်ဘေးချာညုံနေထည့်ပါမယ်ဒါတော့အမီးစမ်းကြည့်ရပါဟဲကောင်းနေပေါ့ကောင်းနေညိခုနကြော်ထားတဲ့အသားလေးကိုခတ်လိုက်ပါမယ်ဝတ်သားကြော်လေးရပါပြီစားပါအောင်ဒါပြီးရင်ဝေးနာသွားပြီးတော့မြေဘဲကိုသွားထောင်းတာပဲဖြစ်ပါတယ်ထောင်းပြီးသွားပြီပဲစိမ့်မောင်လေးနဲ့တခုစားကြတော့မှဖြစ်ပါတယ်ပဲစိမ့်မောင်ကိုရင်ထည့်လိုက်တယ်ပြီးရင်ရေထည့်တယ်ပြီးရင်စမွေပါပြီပြီးရင်အဲ့တူကမဖြစ်သွားပါဘူးအဲ့ကြောင့်အင်းရတော်ရှမ်းမကြီးကိုရဲ့မာတာမိခင်ကြီးကိုဖုန်းဆက်ပြီးတော့ကိုကြီးလန်းတောင်းပါတယ်အဲ့ဒါပြီးနောက်တော့ထပ်ကြော်ပါတယ်ပဲစိမ့်မောင်တောင်မရေလိုပုံစံမျိုးဖြစ်သွားလို့ရှိရင်တော့အပေါ်ကထားနေအမြုပ်တွေကိုခတ်လိုက်ပါခတ်ပြီးရင်10မိနစ်ခဏစောင့်ပါအဲ့ဒါပြီးလို့ရှိရင်တော့မီအေးလေးနဲ့စပြီးမွေးပါပြီတစ်ချိန်လုံးမွေးနေရမှာဖြစ်ပါတယ်မွေးလာတဲ့နှခမ်းတွေဆိုရတယ်လူကတစ်ချိန်လာတော့နေဟိုဘက်ဒီဘက်လောက်ကပြင်းနေမွေးရတာကြာရွယ်ပြင်းအီနေရပဲပြင်းအီနေရမွေးရတယ်တခုနွေးရပြပြကလေးဖြစ်လာပါပြီဒီရမှာသာမိခင်ကြီးကိုအဆင်ပြေပြီးလာလို့ဆက်ပါတယ်တခုနွေးရချက်ပြီးဆိုတော့ခောက်ဆွဲကိုပြုတ်လိုက်ပါတယ်အခုဆိုရင်ခောက်ဆွဲလည်းရပြီတခုနွေးလည်းရပြီပြီးလို့ရှိရင်တော့စားပလာတွေထည့်ပါတယ်ငရုတ်သီးနဲ့ပြီးလို့ရှိရင်ပကံအရင်သိနေလို့အိုးနဲ့အားရပါရမွေးပါတယ်ပကံပြောင်းနဲ့ချက်သွန်မိတ်ထည့်တယ်တခုနွေးလေးရပါပြီအဲ့မဲ့သူကပြောနေတာပထမတစ်လုံးအားရပါရစားပါတယ်ပြီးအရသာသိမကောင်းလို့ညနာကြီးရစူပုံနေရပဲ expectation did not meet ပြီးတော့အရသာတွေပြန်ပြင်းပါတယ်ထပ်မြည်ကြည့်လိုက်ပါတယ်အဲ့ဒါလည်းမကောင်းပါဘူးအရင်ရတာနဲ့လုံးဝရှင်းမရအောင်ဆိုးလားဆိုလည်းမဆိုးဒါပေမဲ့ဘာရတာလဲဆိုလည်းကိုလည်းပြောမထုတ်အဲ့ဒါပြီးမျက်နှာမမကြီးနဲ့သူစုပုပ်ပုပ်ကြီးနဲ့ထပ်စားနေပါတယ်ဒီနေ့ vlog ကတော့ဒီလောက်ပါပဲအားလုံးခဏလေး vlog မပြီးသေးဘူးတောင်ကြီးသူစားကောင်းလားကောင်းတယ်ဘာစားကောင်းတော့ဒီတောင်ကြီးသူရှက်နေဘာစားဒီတောင်ကြီးသူရောစကားလည်းမတတ်အေးဟုတ်တယ်မြန်မာနဲ့ပပကျွန်တော်က project ထဲမှာကျွန်တော်ဒီနေ့တုံးလေးချက်မယ်လို့ပြောထားတာအဲ့တော့သူကရုတ်တရက်ရောက်လာပြီးသူဆက်စားတာပေါ့နော်ဒါသူဆက်ထားတဲ့ဟာလေးပါဒါပေမဲ့ကျွန်တော်တငယ်ချင်းဟာအရန်စားလို့ကောင်းပါတယ်ခုနကကျွန်တော်ဆက်တာထားပါတော့အဲ့လိုဟာပါလေဒီတရုတ်ကြာညိုနည်းနည်းလေးများသွားလို့လားမသိဘူးနည်းနည်းလေးဘာအရသာထွက်နေမှန်းမသိဘူးအဲ့ကြောင့်ကျွန်တော်အဲ့လိုဖြစ်နေအခုကျွန်တော်တငယ်ချင်းကပြန်မလားအဲ့လိုဆက်ပြီးတော့ကျွန်တော်သူ့ဟာပြီးပြောလုံးဝလေအဲ့လိုအဲ့တုန်းကထားပါတော့ vlog ပြီးပြီဆိုပြီးတော့ကျွန်တော်ဆက်မြိုက်ထားပါတော့ဒါပေမဲ့ကျွန်တော်ဒီလိုထားပါတော့အဲ့လိုဒီတခုလို့ရဘာအရသာကြီးလဲဆိုတာအဲ့လိုမျိုးဖြစ်နေတဲ့အချိန်ကနေသူ့ဟာမြည်လိုက်တဲ့အချိန်ဝေါဆိုရအဲ့လိုပုံစံရုပ်ကြီးဖြစ်သွားတာအဲ့ဒါပြီးသူစခိုင်းတဲ့အတိုင်းကျွန်တော်နောက်ထပ်နောက်ပွဲဆက်စားပါတယ်Okay ဒီနေ့ vlog လေးရတော့ဒါပါပဲ Bye bye ခဏလေး vlog မပြီးသေးဘူးခုကဒါဘောနော်ဒါမြောက်ရှမ်းမလေးဒါကျွန်တော်စီကနေပါလေတဟူးလေးလာစားညဖြစ်ပါတယ်ဒီဘက်မှာတောင်ကြီးသူပါတောင်ကြီးသူတကယ်ချင်းနဲ့တူညသာစားလိုက်ရအရင်ပြောပါတယ်ဒါကတော့အတီနောက်ဆုံး Bye bye